အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်က grade 12ပေါ့နော် grade 12ရဲ့ English Unit 1တွေက Good Manners တွေကစာကြောင်းနောက်ထပ်တစ်ကြောင်းပြောမှာဖြစ်ပါတယ်အခုဒီနေ့ပြောရမယ့်စာကြောင်းကဘာလဲဆိုရင် one important point to bear in mind is that every society and culture has its list of good and bad manners ဒီစာကြောင်းလေးပေါ့နော်အဲ့တော့ one important ဆိုတာကျတော့အရေးကြီးတော့ဆိုတာသူက adjectiveသူရဲ့ noun ရှိသေးတယ်သူရဲ့ noun ကကြတော့ IMPOR TNCE ပေါ့နော် CE ဆိုရင်တော့သူက noun အရေးကြီးခြင်းအရေးကြီးမှုကိုကတော့ IMPOR TN ဒီ important ဆိုတာသူကကြတော့အရေးကြီးတော့ adjective one important point 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 ကကြတော့အချက်အလက်ပေါ့အဲ့တော့ one important point ဆိုတော့အရေးကြီးတော့အချက်တစ်ချက်ကနော် one important point to bear in mind ဒီမှာတော့ B ရပဲဆိုတာကြတော့ဒီတလိပ်ဆန်နေလူတွေကိုသုံးမယ်ဆိုရင်တော့မွေးဖွားသည်ပေါ့နော်သူ့ရဲ့ဘက်ဖောင်လေးရှိရယ် B ရပဲ BORE ပို့ BORN born ဘဲဘော born ပေါ့နော်အဲ့တော့မွေးဖွားသည်အဲ့တော့အပင်တွေပါဒီမှာပြောမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကကြတော့အပင်တွေပါပြောမယ်ဆိုရင်ဒီစကားလုံးကကြတော့ပွင့်နေအပွင့်ဆောင်သည်ပေါ့နော် in mind ဆိုတာစိတ်ထဲမှာတော့ဒီနေရာမှာသုံးထားတဲ့ bear in mind ဆိုတာကသူက EDN သဘောမျိုးသုံးထားတာ bear in mind ဆိုတာစိတ်ထဲတွင်မှတ်သားထားတယ်ပေါ့နော်အဲ့တော့သူကဘာနဲ့တူလဲဆိုတော့ NOT note ပေါ့နော်မှတ်သားတည်နေတော့တူတယ်အဲ့တော့ one important point to bear in mind ဆိုတော့စိတ်ထဲမှာမှတ်ထားမယ့်အချက်တစ်ခုကအရေးကြီးတဲ့အချက်တစ်ခုကတော့ is ဖြစ်ပါတယ် that ဘာလဲဆိုရင် every society every time ပေါ့နော် society ဆိုတာလူမှုအဖွဲ့အစည်း SOCIET ပိုင်း society က noun လူအဖွဲ့အစည်းပေါ့နော်သူရဲ့ adjective ရှိတယ်သူရဲ့ adjective ကကျတော့ SOCIAL social ကြောင့်ပေါင်းတဲ့ဆက်ဆံရေးကောင်းတော့ပေါ့နော်သူကကျတော့ဒီ adjective အဲ့ဒါ society ကကျတော့ noun ပေါ့အဲ့တော့ဒီမှာ every society ဆိုတာလူမှုအဖွဲ့အစည်းတိုင်းပြီးတော့ and culture ဆိုတာယဉ်ကျေးမှုအဲ့တော့ every society and culture လူမှုအဖွဲ့အစည်းနဲ့ယဉ်ကျေးမှုတိုင်းမှာ HSS ရှိတယ်။ဘာရှိလဲဆိုရင် is INTS ဆိုတာ၎င်း၏ဆိုတာကအရှင်းမပြောထားတဲ့ every society ရဲ့ culture ကိုညွှန်းတာပေါ့နော်လူအဖွဲ့အစည်းနဲ့ယဉ်ကျေးမှုတိုင်း E ပြောတာ။ is list ဆို LIST list ဆိုစရင်ဘာစရင်လဲ list of good ကောင်းတော့ bad good manners ပေါ့နော်ဒီမှာတော့ manners ဆိုဖြုတ်ထားတယ်။ကောင်းတော့အပြုအမူစရင်ပြီးတော့ bad manners ဆိုတော့အပြုအမူစရင်ရှိတယ်ပေါ့။ဒါကတော့တစ်လုံးကြီးပေါ့နော်အရှင်းမှာတော့ adjective နှလုံးဆင်ထားတာက good manners ဘယ်nàoပါတော့နောက်မှာပဲထပ်ပါတယ်ဒီစာကြောင်းကိုအဓိပ္ပာယ်ပြန်မယ်ဆိုရင် one important point to bear in mind အဲ့တော့စိတ်ထဲမှာမှတ်ထားမယ့်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ is that ဖြစ်ပါတယ် every society and culture လူမှုအဖွဲ့အစည်းနဲ့ယဉ်ကျေးမှုတိုင်းမှာ has ရှိတဲ့ is list of good and bad manners ကောင်းသောအပြုအမူတွေဆိုတဲ့အပြုအမူ